link ကိုအမေးအများဆုံးဖြစ်တဲ့ this နဲ့ these နဲ့ဒီအတန်ထွက်နှစ်ခုကိုလာမေးကြတဲ့ links ရဲ့ learners တွေအတွက်ဒီ video လေးကိုလုပ်ပေးလိုက်တာဖြစ်ပါတယ်ပထမတစ်လုံးလေးက this လို့ထွက်ရပါတယ်သူ့ရဲ့အတန်ထွက်ကအစတအသူတရာကဒီလိုမျိုးလေးနော်အစတအပုံစံလေး this အရှိရ th ကြတော့အဲ့အတန်လေးနဲ့ထွက်ရမယ် th voiced sound လို့ခေါ်တယ်နောက်တစ်မျိုးအနေနဲ့ဆိုရင်တော့ sandwich mouth shape sound လို့ခေါ်တယ်သူရဲ့အတန်ထွက်လေးက sandwich လို့ပဲဒီသွားနှစ်ခုကြားထဲမှာရှာကိုညှက်ရတဲ့အတန်လေးဖြစ်ပါတယ်th တန်ကနှစ်ခုရှိတာမို့လို့ th တန်အသေးစိတ်သိလို့ဆိုရင်အောက်က comment မှာ description ထဲမှာ link လေးချထားပေးမယ်အဲ့ဒီ link မှာသွားကြည့်လို့ရပါတယ်အဲ့တော့ lesson ကိုဆက်သွားရအောင်သူ့ရဲ့အဆုံးက s တန်လေးကိုစတန်လေးနဲ့ထွက်မယ်အဲ့တော့ this ဒီ it နဲ့စနဲ့ပေါင်းလိုက်ရင် is အတန်ကိုကျမတို့အားလုံးထွက်တတ်တယ်ဟုတ်အဲ့တော့အရှိမထဲမယ် is နဲ့ပေါင်းလိုက်မယ် this is this ဒီက ဤဟာဒီရဲ့ plural ဖြစ်တဲ့ဤဟာများကြတော့ဤဟာများဒီဆိုတဲ့ဟာကြတော့ these သူက se နဲ့ရေးထားပေမဲ့ s တန်မထွက်ရဘူး z တန်ထွက်မယ်ဇကွဲတန်ထွက်မယ်ပြီးတော့သူ့ရဲ့အလယ်ကတရာက e အစတအမဟုတ်တော့ဘူးအလုံးကြီးတင်စံခတ်ဝက်စနှလုံးပေါက် e အရှိရ th တန်ကခုနပထမတစ်လုံးနဲ့အတူတူပဲပြီးတော့အလယ်မှာ e ပြီးတော့ z နဲ့ဆက်မယ် the is these okay ဒီပထမတစ်လုံးက this ဒီဒုတိယတစ်လုံးက these ဤဟာများလို့အဓိပ္ပာယ်ရတယ်နောက်ထပ်ဒီစကားလုံးလေးနဲ့ဆင်တူဖြစ်တဲ့ that နဲ့ those ကိုလည်းနောက်ထပ်ဗီဒီယိုမှာလုပ်ပေးပါအောင်မယ်ဗီဒီယိုလေးကိုစောင့်မျှော်ကြည့်ပေးပါအောင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ရအောင်ကိုယ့်အတွက်မရှင်းတဲ့အတန်ထွက်လေးတွေရှိရင်လည်းအောက်က comment လေးမှာရေးခဲ့ပေးပါအောင်